ဒါကြောင့်အမှတ်တစိမ့်ဆိုတာဘာလဲတဲ့အမှတ်တစိမ့်ဆိုတာနာမည်လည်းဖြစ်နိုင်တယ်အခေါ်အဝေါ်လည်းဖြစ်နိုင်တယ်တင်ကေတာတွေလည်းဖြစ်နိုင်တယ်ဒီဇိုင်းလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အကုန်လုံးပေါင်းထားတာလည်းဖြစ်နိုင်တယ်အဲ့ဒါတွေကဘာလို့ပို့လဲဆိုတော့ကျွန်တော်တို့ရဲ့ပြိုင်ဘတ်တွေရဲ့ကုန်ပစ္စည်းနဲ့ကျွန်တော်တို့ကုန်ပစ္စည်းနဲ့ခွဲခြားပြီးသိဖို့ကျွန်တော်ကရေတမှုတစ်ခုထုတ်လိုက်တယ်ဗျာရေတမှုမှာကျွန်တော်ဒီဇိုင်းမကတ်ထားဘူးအဲ့တော့နောက်တော့ရေတမှုတစ်ခုကလည်းဒီဇိုင်းမကတ်ထားဘူးအဲ့နှစ်ခုလုံးကိုရှင်းအောင်မယ်ဆိုရင် customer ကကျွန်တော် product ကိုကြိုက်တိတိုင်အောင်တော့မှဘာနဲ့လိုက်ဝယ်ရမှန်းသူတို့မသိဒီဇိုင်းမကတ်ထားရင်အဲ့တော့ချို့ဆိုရှိတယ်လေငါတို့ကဒီနားမှာပုံမှန်ရောင်းနေတာပဲရုံးရှိမွေးငါးဆိုင်ဆိုပေးထားတယ်ဒါပေမဲ့အဲ့ရုံးရှိမှာနောက်ထပ်မွေးငါးဆိုင်တစ်ဆိုင်လာဖွင့်သူပါလို့ဟုတ်တော့မဖွင့်ရဘူးလို့ပြောလို့မရဘူးလေဦးဂျန်ဆိုတဲ့ပစိုးထွက်လာတဲ့အချိန်မှာဥပါဂျန်ဆိုပြီးတော့နောက်ထပ်ပစိုးထည့်ထွက်တယ်ကိုသူရကြိုက်တဲ့ခုနဂျော်ဒန်လို့ဆိုတဲ့ brand ထွက်လာတဲ့အချိန်မှာဂျော်ဒန်ဆိုတဲ့ brand ထွက်လာတယ်နာမည်မိပြီးတော့လို့လား try လုပ်တဲ့အချိန်မှာဒီဘက်ကတုံတို့ပုံတို့ပင်တို့ထပ်ထွက်လာတယ်နော်ဘာလို့နာမည်တူတူပုံစံတူတူတွေလိုက်လောက်ကြတာအဲ့ဒါတော့မှကျွန်တော်ကနာမည်ပေးထားတာနော်အဲ့နာမည်သာမပေးထားရင်စဉ်းစားကြည့်ပေါ့နာမည်သာမပေးထားရင်စဉ်းစားကြည့်ပေါ့နော်ကျွန်တော်တို့ကအဲ့ပြဿနာရှိတယ်အဓိကဘာလဲကိုယ့်ရဲ့ကုန်ပစ္စည်းကိုတခြားသောကိုယ့်ရဲ့ပြိုင်ဘက်တွေရဲ့ကုန်ပစ္စည်းနဲ့ရှင်တွဲပြီးတော့ခွဲခြားသိမြင်မှုအတွက် brand လုပ်တာ